ရေလက်ကြားကိုချက်ချင်းမဖွင့်ရင်ရေနံတွင်းတွေနဲ့လျှက်စစ်ဆက်ယုံတွေကိုဖျက်ဆီးပစ်မယ်ဆိုတဲ့ Trump ရဲ့ချိတ်ချောက်မှုအောက်မှာကမ္ဘာဈေးကွက်တွေတုံ့လောက်သွားရုံသာမကပြည်တွင်းမှာပါရွှေဈေးဒေါ်လာဈေးနဲ့73စီဈေးတွေဘလောက်အထိစံချိန်တင်ထိုးတက်သွားပြီလဲမင်္ဂလာပါရှင်ပဂရိမှန်တဲ့ချိန်စီးပွားသတိအိမ် House of New Era ကနေကြိုဆိုပါရရှင်ရွှေဈေးကွက်ကိုအရင်ဆုံးကြည့်ရရင်ပြီးခဲ့တဲ့အပတ်ကဒေါ်လာ4000အထိထိုးဆင်းသွားခဲ့တဲ့ကမ္ဘာရွှေဈေးဟာအခုဆိုရင်တိတိသားသားပြန်လည်ရုံထွက်လာပါတယ်။ Spot ရွှေဈေးဟာ3.8ရာခိုင်နှုန်းမြင့်တက်လာပြီး4529.31ဒေါ်လာကိုရောက်ရှိလာသလို Gold Future ဈေးကလည်း3.9ရာခိုင်နှုန်းတက်လာပြီး4555.35ဒေါ်လာကိုရောက်လာပါတယ်။ကမ္ဘာရွှေဈေးမြင့်တက်လာမှုနဲ့အတူပြည်တွင်းရွှေဈေးကွက်မှာလည်းတိတိသားသားခုန်တက်သွားပါတယ်။ဒီကနေ့မတ်လ31ရက်နေ့ဈေးကွက်ဖွင့်ချိန်မှာအကယ်ဒမီမီလင်းရွှေရောင်းဈေးဟာတစ်ချက်သားကို106သိန်း4000ကျပ်အထိရောက်ရှိလာပြီး9000ကျပ်အထိမြင့်တက်သွားပါတယ်။ဒီလိုအလုပ်အခက်ကျန်းနေရတာဟာရင်းနှီးမြှုပ်နှံသူတွေကသူတို့ရဲ့ရှယ်ယာဈေးကွက်အရှုံးတွေအတွက်ငွေသားလိုအပ်လာလို့အလွယ်တကူငွေပေါ်နိုင်တဲ့ရွှေကိုအလူအရက်ထုတ်ရောင်းခဲ့ရကနေအခုအချိန်မှာတော့စစ်ရေးအခြေအနေဆိုးရွားလာတာကြောင့်အမာခံပိုင်ဆိုင်မှုအဖြစ်အလူအရက်ပြန်လည်ဝယ်ယူမှုတွေဝင်လာတာဖြစ်ပါတယ်ရှင်။ရွှေဈေးကွက်မှာဒီလိုအလုပ်ခက်တွေဖြစ်နေချိန်မှာပဲအမေရိကန်ဒေါ်လာကတော့စက်တိုက်ဆိုသလိုအားကောင်းနေပါတယ်။ဒေါ်လာအညွှန်းကိန်းဟာ3.2ရာခိုင်နှုန်းမြင့်တက်လာပြီး100.51အထိရောက်ရှိလာကပြီးခဲ့တဲ့မေလနောက်ပိုင်းအမြင့်ဆုံးစံချိန်ကိုတင်ထားပါတယ်။ဒီကရက်ဟာပြည်တွင်းငွေလဲလှယ်နှုန်းတွေအပေါ်ဓာတ်ရိုက်တက်ရောက်လာပြီးအမေရိကန်ဒေါ်လာရောင်းဈေးဟာ4480ကျပ်အထိ20ကျပ်မြင့်တက်လာပါတယ်။ယူရိုငွေရောင်းဈေးက9145ကျပ်ဗြိတိန်ပေါင်9925ကျပ်စင်ကာပူဒေါ်လာ3460ကျပ်နဲ့အိန္ဒိယထိုင်းဘတ်ငွေကတော့136.35ကျပ်အသီးသီးဈေးဖွင့်ထားပါတယ်။ဒေါ်လာဈေးဒီလောက်မာနေရတဲ့အဓိကအကြောင်းရင်းကတော့အမေရိကန်ဟာစွမ်းအင်အသားတင်တင်ပို့တဲ့နိုင်ငံဖြစ်တဲ့အတွက်စွမ်းအင်ဈေးတက်တဲ့တန်းကိုတခြားနိုင်ငံတွေလောက်မခံရပဲကမ္ဘာတဝန်းကရေနံဝယ်ယူဖို့ဒေါ်လာကိုမဖြစ်မနေပုံမဝယ်ယူလာရတာကြောင့်ဝယ်လိုအားအဆမတန်မြင့်တက်လာလို့ပဲဖြစ်ပါတယ်ရှင်။ဒေါ်လာဈေးတက်စေတဲ့အဓိကတရားခံဖြစ်တဲ့နိုင်ငံတကာရေနံဈေးကွက်ကိုဆက်ကြည့်ရအောင်ပါ။ Brent ရေနံစိမ်းဈေးဟာမေလကန်ထရက်အတွက်2.3ရာခိုင်နှုန်းခုန်တက်သွားပြီးတစီကို115.11ဒေါ်လာအထိရောက်ရှိသွားသလို WTI ရေနံကလည်း102.88ဒေါ်လာအထိ3.3ရာခိုင်နှုန်းတက်သွားပါတယ်။မြေရိုက်ခတ်မှုကြောင့်ပြည်တွင်း73စီဈေးကွက်မှာလည်းရန်ကုန်ဈေးကွက်အရောက်92တလီတာကို4450ကျပ်95တလီတာကို4985ကျပ်အထိမြင့်တက်နေရိုးရိုးဒီဇယ်က9450ကျပ်နဲ့ပရီမီယံဒီဇယ်က6085ကျပ်အထိအသီးသီးမြင့်တက်နေပါတယ်။ဒီလိုကမ္ဘာရောပြည်တွင်းမှာပါဈေးတက်ရတဲ့အကြောင်းရင်းကတော့အီရန်ကဟော်မုတ်ရေလက်ကြားကိုပိတ်ဆို့ထားတဲ့အပြင်ယီမင်ဟူသီတပုံတွေကပါအစ္စရေးကိုဒုံးကျည်တွေနဲ့ဝင်ရောက်ပစ်ခတ်လာတဲ့အတွက်ဘတ်အယ်မန်ဒတ်ရေလက်ကြားကနေတွာလာနေတဲ့ကမ္ဘာရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေလုံးဝပြတ်တောက်သွားနိုင်တဲ့အနေအကြောင်းပဲဖြစ်ပါတယ်။ပြည်တွင်းမှာပါအခုလိုကြရရိုက်နေတဲ့စွမ်းအင်ဈေးနှုန်းတွေထိုးတက်နေမှုဟာကမ္ဘာစတော့ရှယ်ယာဈေးကွက်ကိုလည်းဓာတ်ရိုက်ဖိအားပေးနေပါတယ်။ဘောင်းကျုံအညွှန်းကိန်းတစ်ခုသာ3.1ရာခိုင်နှုန်းတက်ပြီး45,216.14မှာရှိနေပေမဲ့ S&P 500အညွှန်းကိန်းဟာ3.39ရာခိုင်နှုန်းကျဆင်းပြီး6343.9ကိုရောက်သွားသလိုနည်းပညာရှယ်ယာတွေစုနေတဲ့ Nasdaq ဟာလည်း3.03ရာခိုင်နှုန်းကျဆင်းက2994.64မှာပိတ်ခဲ့ပါတယ်။အထူးသဖြင့်အရှေ့အလယ်ပိုင်းကအလူမီနီယံစက်ရုံတွေတိုက်ခိုက်ခံရလို့အလူမီနီယံဈေး3.85ရာခိုင်နှုန်းခုန်တက်ပြီးတန်းကို3420ဒေါ်လာရောက်သွားပါတယ်။တော့ဈေးကွက်ကျဆင်းရခြင်းဟာကုန်ကျစရိတ်တွေမြင့်တက်လာတဲ့အတွက်စီးပွားရေးလုပ်ငန်းတွေရဲ့အမြတ်ငွေကိုထိခိုက်စေပြီးဗဟိုဘဏ်တွေကငွေကြေးဖောင်းပွားမှုကြောင့်အတိုးနှုန်းကိုမလျှော့ချနိုင်တော့မဲ့အခြေအနေတွေကြောင့်ဖြစ်ပါတယ်။ဆက်လက်ပြီးခရစ်တိုဈေးကွက်အခြေအနေကိုကျွမ်းကျင်သူများရဲ့ရှုထောင့်ကနေတင်ပြပေးပါမယ်ရှင်။ဘီကွိုင်ဈေးဟာ1.29ရာခိုင်နှုန်းမြင့်တက်လာပြီး69133.9ဒေါ်လာအထိရောက်ရှိလာသလိုအီသာရန်ကလည်း1.21ရာခိုင်နှုန်းတက်လာပြီး2034.98ဒေါ်လာကိုရောက်လာပါတယ်။သုံးသက်သူများရဲ့အဆိုအရခရစ်တိုဈေးကွက်ဒီလိုပြက်လက်ဥမော်လာရတာဟာရိုးရာဘဏ်စနစ်နဲ့မသက်ဆိုင်တဲ့တီးခြားလွတ်လပ်တဲ့လုံခြုံရေးပိုင်ဆိုင်မှုအဖြစ်ရင်းနှီးမြှုပ်နှံသူတွေကရှုမြင်လာကြတဲ့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အေချင်းဝီရေဂျိုလို့ခေါ်တဲ့အကြီးစားပိုင်ဆိုင်သူတွေရဲ့ရောင်းချဖို့ပြင်ဆင်မှုနှုန်းက3.9အထိမြင့်
မြင့်တက်နေတာကြောင့်သတိထားစောင့်ကြည့်ရမယ့်အနေအထားဖြစ်ကြောင်းကျွမ်းကျင်သူများကရှုမြင်ထားကြပါတယ်ရှင်။ယနေ့ဈေးကွက်အနည်းချုပ်ကိုကြည့်မယ်ဆိုရင်သုံးသက်သူများကတော့လက်ရှိအခြေအနေဟာငွေကြေးဖောင်းပွားမှုနဲ့စီးပွားရေးကျဆင်းမှုတွန်းတော်နေတဲ့ stagflation အနေကိုဥတည်နေတယ်လို့သုံးသပ်ကြပါတယ်။ဈေးအခြေအနေအရရေနံဈေးမြင့်တက်မှုဟာအစစအရာရာကိုဈေးတက်စေပြီးဗဟိုဘဏ်တွေရဲ့အတိုးနှုန်းမူဝါဒကိုပါအကျက်ရိုက်စေတာကြောင့်ကျွမ်းကျင်သူများရဲ့အဆိုအရဈေးကွက်ကမတည်ငြိမ်မှုတွေဆက်လက်ရင်ဆိုင်နေရအောင်မယ်လို့သိရပါတယ်။အခုလိုချိန်နဲ့တပြေးညီပြည်တွင်းပြည်ပဈေးကွက်သတင်းတွေကိုလက်လွတ်မခံရအောင် House of New Era ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်။မနေ့ကမနက်ခင်းမှာပြန်ဆောင်ပါမယ်။အားလုံးပဲအဆင်ပြေကြပါစေရှင်။